ီလကုံသမာဓိကုံပညာကုံတို့ကိုအာယုံပြု၍ပစ္စည်းလေးပါးဓမ္မပူဇာလူရန်ပါ၏ဤကဲ့သို့လူရန်ရသောစေတနာကြောင့်ဝိနည်းရှင်မောဟိတတ်နေအောင်အသက်ရှိစွာနာကင်း၍မကောင်းသောဘေးမကောင်းသောအန္တရာယ်မကောင်းသောကယောဂါတို့မှကင်းစေပပျောက်၍မရှိဟုသောစကားကိုအကြားရပါလို၏ကိုယ်စိတ်နှပြအေးချမ်းစွာဖြင့်ဆင်းရဲအပေါင်းဒုက္ခပေါင်းမှလွန်မြောက်ရာဖြစ်သောအေးငြိမ်းသောအေးချမ်းသောနိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို၏ရှင်ဘုရား